ကျွန်တော်ဆရာကူရောင်ကိုတစ်ချက်လေးအကူအညီတောင်းမယ်နော်Better tell me more.
ကူရောင်နဲ့ဒီဟာတိခတ်တဲ့ညီကိုတွေအားလုံးကိုကျေးဇူးများတင်ပါတယ် ဆက်စစ်ကျွန်တော်ဒီအခွင့်အရေးကိုစောင့်လာကြပြီ ကျေးဇူးတော်ပဲအခုဆက်လက်ပြီးတော့ဆရာမခင်ခင်မူကနေပြီးတော့အချိန်ယူသွားမယ်ဖြစ်ပါတယ်